မင်္ဂလာပါရှင် Cherry K page မှာကြိုဆိုလိုက်ပါရှင်ဒီနေ့မှာတော့အားလုံးသိရှိနေကြတဲ့ web channel ပြဿနာအကြောင်းကိုဒေါက်တာနဲ့တိုက်ရိုက်မေးမြန်းသွားမှာဖြစ်ပါတယ်ရှင်မင်္ဂလာပါဒေါက်တာမင်္ဂလာပါညီမလေးပထမဆုံးမေးခွန်းအနေနဲ့ကတော့ပေါ့နော် web channel ကဘာလို့အဓိကပေါက်ရလဲဒေါက်တာဒီတိုင်းမျက်နှာကိုတေချာမသိလို့ပဲလားယင်ဝက်ချံမျက်နှာမသိလို့တခုလည်းအကြောင်းတော့မဟုတ်ဘူးအဓိကထွက်တာကြတော့ဟော်မုန်းတွေမညီမျှတာနောက်ပြီးတော့ကိုသုံးတဲ့ skin care နဲ့ကိုယ့်ရဲ့အသားရည်ရဲ့ skin type နဲ့မညီမျှတာမျိုးလည်းဖြစ်နိုင်တယ်နောက်တစ်ခုကညီမလေးပြောသလိုပဲမျက်နှာမသိရင်ဒီချွေးပေါက်လေးတွေပိတ်လာမယ်နောက်ပြီး bacteria ပိုးလေးတွေဝင်ပြီးတော့ acne ကို break out ဖြစ်တာမျိုးလည်းဖြစ်နိုင်ပါတယ်ဝက်ချံပေါက်လိုက်ရင်မနေနိုင်လို့မျက်နှာကိုလက်နဲ့ညှိမိကြရလေအဲ့ဒါရောတကယ်အနည်းရှိရလားယင်ဒေါက်တာအဲ့ဒါကတော့လုံးဝမညစ်ဘူးဒေါက်တာကတော့အကြံပြုကြပါတယ်။ဘာဖြစ်လို့လဲဆိုတော့လက်ကနေမှတစ်ဆင့်ဘက်တီးရီးယားပိုးလေးတွေကဒီဝက်ချံတွေကိုဝင်လိုက်တဲ့အခါမှာဝက်ချံတွေကတဖြည်းဖြည်းရောင်ရမ်းလာမယ်၊ညဉ့်လာမယ်။အဲ့ကနေမှတစ်ဆင့်ဝက်ချံအမာရွတ်လို့ခေါ်တဲ့ acne scar စီကဖြစ်လာနိုင်တယ်ပေါ့နော်။အဲ့ချိန်ကျရင်ကုရတာပိုဆိုးသွားနိုင်ပါတယ်။အဲ့ဒါကြောင့်မို့လက်နဲ့လုံးဝမညစ်ပါနဲ့နော်။နောက်တစ်ခုကပေါ့နော်ဒေါက်တာဝက်ချံကအဆက်တီအစီအစိတ်နေဆိုင်ရောပိုထွက်တတ်လာရင်အဆက်ထက်ဆိုင်ပေါ့နော်အဓိကရှောင်ရမှာနိုးနဲ့နိုးတွဲပစ္စည်းတွေရှောင်ရမယ်အချိုဓာတ်များတဲ့အစားအစာတွေကိုရှောင်ရမယ်နောက်ပြီးတော့ညီမလေးပြောတဲ့အစီအစိတ်နေရတယ်တစ်ခါတလေမှာဒီအစီဘူးတွေထွက်လာစီတဲ့အတွက်ကြောင့်မလို့ရှောင်ရှားရမယ့်အထည်တွေမှာလည်းပါတယ်ပေါ့နော်ဟုတ်ကဲ့ပါဒေါက်တာဒါဆိုလို့ရှိရင်ဝက်ချံပေါက်နေတဲ့သူတွေအတွက်ကော Cherry K မှာဘယ်လိုမျိုးထိရောက်တဲ့ treatment တွေရှိလဲဆိုတော့ပြပေးလို့ရမလားရှင် Cherry K မှာဆိုလို့ရှိရင်เนาะ acne package intense acne package chemical peeling နဲ့ IPL တွေကို skin condition ပေါ်မှာမူတည်ပြီးတော့ treatment တွေပေးနေပါတယ်ရှင်အခုလိုရှင်းပြပေးရတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်ဒေါက်တာဝက်ချံကြောင့်စိတ်ညစ်များရဆိုလို့ရှိရင် Cherry K ကိုလှမ်းလာခဲ့ဖို့ဖိတ်ခေါ်လိုက်ပါရှင်အားလုံးပဲလှပတဲ့အသားရည်ကိုပိုင်ဆိုင်နိုင်ကြပါစေရှင်